ထိုင်းဝန်ကြီးချုပ်အနုတင်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ဖုံးပြောဆိုမှုတွင်ကမ္ဘောဒီးယားနှင့်အပြစ်ခတ်ရစဲရေးသဘောတူညီမှုလုံးဝမပါဝင်ခဲ့ကြောင်းပြက်ပြက်သားသားညင်းဆိုပါတယ်။ဝန်ကြီးချုပ်ကထိုင်းနိုင်ငံ၏ဦးစားပေးမှာအချုပ်အခြာအာဏာနှင့်ပြည်သူများကိုကာကွယ်ရန်သာဖြစ်ကြောင်းအခိုင်အမာပြောကြားခဲ့ပါတယ်။မကြသေးမီကတမ်မောရီးယားဘက်မှအရက်သားဧရိယာကိုပြစ်ခတ်မှုများကြောင့်ထိုင်းလူမျိုးများဒဏ်ရာရရှိခဲ့ခြင်းကိုထောက်ပြပြီးကောင်းပြီအပြစ်ခတ်ရစဲမှုရှိပါသလားဟုနေနမေးခွန်းထုတ်ခဲ့ပါတယ်။ထိုင်း၏လက်တုံ့ပြန်မှုသည်အလွန်ကြုံဖြစ်တည်ဟုသောမှတ်ချက်ကိုမူအနုတင်ကဆုံးရှုံးခဲ့သောထိုင်းလူမျိုးများ၏အသက်နှင့်ကိုယ်အင်္ဂါကိုသာမေးခွန်းထုတ်တင်သည်ဟုတုံ့ပြန်ခဲ့ပါတယ်။ထိုင်းနိုင်ငံသည်မြေပြင်အခြေအနေနှင့်ကိုက်ညီသည်ကိုသာဆောင်ရွက်သွားမည်ဟုအလေးနက်ပြောကြားခဲ့ပါတယ်။သတင်းပြည့်စုံကိုဖတ်ရှုလိုပါကမင်္ဂလာသတင်း Facebook စာမျက်နှာသို့တွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။နေ့စဉ်သတင်းများအတွက်မင်္ဂလာသတင်း Channel ကို Follow လုပ်ထားဖို့မမေ့ပါနဲ့နော်။